ဒါအမရှိချမ်းလေးကိုနော်လေကနေပြီးညှက်ပြီးတော့ခွဲလိုက်ပြီပေါ့နော်ဒါကခတ်တောင်အတွက်ပေါ့နော်ခလေးဆိုတော့အမကဘေးလေးကိုတစ်ခွဲစီလောက်ပဲပေါ့ထောင်မယ်ပေါ့နော်တိတ်လေးနဲ့ကပ်မယ်ပြီးရင်အမတို့ခုနကခါးမြင့်ဆွဲထားတာကိုမြင်းသားထင်အောင်လို့ခါကိုနော်ဘောပင်လေးနဲ့မြင်းတစ်ချောင်းထပ်ပြန်ဆွဲပေးမယ်နော်ဒီပြန်ကပ်လိုက်မနဲ့အစောကြီးဆိုတော့နည်းနည်းတော့မှောင်နေရပါတော့ဗီဒီယိုရိုက်ရတာခါအသိမ်းဆုံးနေရာလေးကနေပြီးအမတို့ဘေးကိုတစ်ခွဲနော်တစ်ခွဲစီတော့